ဆိုတော့ဒီ event မှာပါလာမယ့် skin 3 ကောင်ကြောင့်ကိုဆက်သွားလိုက်ပါမယ်။ဒီနှစ်တွေတုန်းကလိုပဲဒီ anniversary event မှာဆိုရင်လည်း activity တွေနဲ့ mini game တွေပါလာအောင်မှာဖြစ်ပါတယ်။ဒီ activity တွေကိုလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့အခုပြထားတဲ့ Nana ရဲ့ skin ကို free ရရှိမှာဖြစ်ပါတယ်။လက်ရှိ lead တွေရတော့ Nana ရဲ့ skin ကိုပေးမဲ့ပုံစံကကျွန်တော်တို့ M series event တွေပုံစံလိုမျိုး battle pass လေးနဲ့ပေးမယ်လို့သိရပါတယ်။ဒါပေမဲ့ event ပုံစံနဲ့ free payment skin ကတော့အပြောင်းလဲရှိနိုင်ပါတယ်။ free payment skin က Nana မဟုတ်ဘဲနဲ့ချောင်းလဲဖြစ်သွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒီ event မှာ Nana နဲ့အတူတူချောင်းရဲ့ skin နဲ့လေလာရဲ့ anniversary skin တွေကလည်းရောက်ရှိလာမှာဖြစ်ပါတယ်။ဒီ skin တွေကိုတော့ဘယ်လိုပုံစံနဲ့ရောင်းချပေးမလဲဆိုတာကိုအခုထိမသိရသေးပါဘူး။ကျွန်တော်ထင်တော့ Nana ရဲ့ skin ကို free ပေးမယ်။လေလာနဲ့ချောင်းတို့ရဲ့ skin ကိုတော့ပြီးခဲ့တဲ့ anniversary event က CC တို့ Zushin တို့ skin တို့လိုမျိုး diamond နဲ့ပေးပြီးဝယ်ရမယ်လို့ထင်ပါတယ်။နောက်ပြီးတော့ anniversary event ဖြစ်တဲ့အတွက် promo diamond ကလည်းရောက်ရှိလာအောင်မှာဖြစ်ပါတယ်။တကယ်လို့ promo diamond သာလာမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ skin နှစ်ကောင်တွေကတစ်ကောင်ကို diamond နည်းနည်းလေးနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ update သိရလို့ရှိရင်ကျွန်တော်အနေနဲ့ပြန်ပြီးတော့ပြောပြပါမယ်။ဘောရောင်းအနေနဲ့ရောဒီ anniversary event ရဲ့ interface ပုံစံတွေကိုဘယ်လိုမြင်လဲ။နောက်ပြီးတော့ဒီ skin 3 ကောင်တွေကဘယ်ကောင်ကိုကြိုက်ဆုံးလဲဆိုတာကို comment section မှာပြောသွားပေးကြပါဦး။နောက်ထပ်6အနေနဲ့အသေးရရှိမဲ့ skin ကတော့ collector skin ပဲဖြစ်ပါတယ်။ဒီ skin ရဲ့ scale 2ရွှေ့လိုက်တဲ့ပုံစံနဲ့ scale 1ကလက်ဝါးရိုက်လိုက်တဲ့ပုံစံတွေကတော်တော်ကြီးမိုက်သလိုတော်တော်ကြီးလှတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။အခုပြထားတဲ့6ရက် collector skin ထွက်ရှိမဲ့ date ကတော့ confirm မဖြစ်သေးပါဘူး။တော်တော်များများကတော့ဒီနှစ်ကုန်ပိုင်းလောက်မှာရောက်ရှိလာမယ်လို့ခန့်မှန်းထားကြပါတယ်။နောက်ထပ်6 skin ထွက်ရှိနိုင်တဲ့ event ကတော့ Street Fighter ဆိုတဲ့ game နဲ့ collab လုပ်မဲ့ event ပဲဖြစ်ပါတယ်။ Street Fighter ဆိုတဲ့ game က KOF လိုမျိုးပဲ 1vs1 ချရတဲ့ game မျိုးစားတစ်ခုဖြစ်ပါတယ်။ဒီ Street Fighter game နဲ့ collaboration လုပ်ဖို့ကလည်း confirm ဖြစ်သွားပြီဖြစ်ပါတယ်။ဒီ game တွေက Ken ဆိုတဲ့ character နဲ့6နဲ့ collab လုပ်သွားမှာပဲဖြစ်ပါတယ်။နောက်ထပ် collab လုပ်မဲ့ hero 3 ကောင်လည်းရှိပါသေးတယ်။ဒီ hero တွေကတော့ Paquito ကို Ryu နဲ့ Gonivia ကိုတော့ Chun-Li နဲ့ collab လုပ်မှာဖြစ်ပြီး Dairo ကိုတော့ Gai နဲ့ collab လုပ်သွားမှာပဲဖြစ်ပါတယ်။လက်ရှိကြားထားရတဲ့ပုံစံအရဒီ event က KOF event လိုမျိုး bingo pattern နဲ့သွားမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့အခုလာနေတဲ့ Naruto event လိုမျိုး event short ထဲမှာဝယ်လို့ရတဲ့ပုံစံမျိုးနဲ့ရောက်ရှိလာမယ်လို့သိထားရပါတယ်။ဒါပေမဲ့ဒါတွေကတော့ original server ကိုမရောက်လာမချင်းပြောင်းလဲနိုင်ပါသေးတယ်။ဒီ event ကတော့ original server ကိုရောက်ရှိလာဖို့အတွက်နည်းနည်းကြာအောင်မှာဖြစ်ပါတယ်။အစောဆုံးထွက်လာမယ်ဆိုရင်တော့မှနောက်နှစ်2029ခုနှစ်ရဲ့တောက်ကွာတားလောက်မှာပဲရောက်ရှိလာမှာဖြစ်ပါတယ်။ဆိုတော့ဒီ event ကိုကျွန်တော်တို့အနေနဲ့စိတ်ရှိရှိနဲ့စောင့်ရအောင်မှာဖြစ်ပါတယ်။ Street Fighter ဆိုတဲ့ game ကလည်း KOF လိုမျိုးတော်တော်လေးအောင်မြင်ထားတဲ့ game တစ်ခုဖြစ်ပါတယ်။ဒီထက်က character တွေကလည်းတကယ်မိုက်တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ဒီ skin 4 ကောင်ရဲ့ scale effect တွေကိုမြင်ရဖို့မစောင့်နိုင်တော့ပါဘူး။ဘော်ရာထဲမှာရောဒီ Street Fighter ဆိုတဲ့ game ကိုစော်ဘူးကြတဲ့သူတွေရှိလား။စော်ဘူးတဲ့သူတွေအနေနဲ့ဒီ character 4 ကောင်နဲ့ hero 4 ကောင်ကလိုက်ဖက်မှုရှိမရှိဆိုတာကို comment section မှာပြောသွားပေးကြပါဦး။ Okay ဒါရီကတော့မွန်တုံးတို့အနေနဲ့အသေးရောင်းချပေးတော့မယ်။ချောင်း skin ပါတဲ့ event အနေနဲ့ဒီ event တွေရဲ့အကြောင်းကိုအသေးစိတ်ပြောပြသွားတာပဲဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့နဲ့နီးစပ်ဆုံးကတော့ Downing Star event နဲ့ anniversary event ပဲဖြစ်ပါတယ်။ဒီ event တွေမှာပါလာမဲ့ချောင်း skin တွေကလည်းတော်တော်လေးမိုက်တာကိုတွေ့ရမှာပါ။အခုလိုမျိုး anniversary event မှာချောင်း skin ထုတ်မယ်ဆိုတဲ့အတွက်လက်ရှိ RAM မှာဆိုင်မဆိုင်ချောင်းကိုဘန်းနေရတာကနောက်ပိုင်းဆိုရင်ဒီထက်ပိုပြီးတော့ဆိုလာတော့မှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် skin လေးထုတ်ပေးလိုက်တဲ့အတွက် classic မှာတော့သွားပြီးတော့ကင်လို့ရအောင်မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရနာချင်ပါတယ်။ဘော်ရောင်းအနေနဲ့အခုကျွန်တော်ပြောသွားခဲ့တဲ့ event ၄ခုတည်းကဘယ် event ကိုအကြိုက်ဆုံးလဲဆိုတာနဲ့ဒီ event ဒီမှာပါတဲ့ချောင်း skin ၄ခုတည်းမှာလည်းဘယ် skin ကိုအကြိုက်ဆုံးလဲဆိုတာကို comment section မှာပြောသွားပေးကြပါဦး။ဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာနောက်ထပ်အကြောင်းတစ်ခုနဲ့ပြန်လာမှာမို့လို့ကျွန်တော်တို့တွေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။